level လောက်ထိကိုကျွန်တော်ဒါရေခဲရေထည့်တာပေါ့နော်ပြီးတော့နည်းနည်းလေးတီးကြလေးနှံ့အောင်မွေးပြီးသွားပြီဆိုရင်ကျွန်တော်တော့အေးစိစိတ်လေးဖြစ်အောင်ကျွန်တော်ရေခဲထည့်အမှန်ပြောရင်ရေခဲရဗျအမှန်ဆို900ဘူးတောင်မလိုဘူးဗျဒီလားဒါပေမဲ့ဟိုပူသွားတယ်တခြားသူတောက်ပေါ့နော်အခုကတော့ထောင်မှုဝယ်လာဆိုတော့အောက်ကကလေးတွေကိုပဲသူတို့အေးတောက်တဲ့အချိန်မှာထည့်တောက်ဖို့အတွက်ကျွန်တော်ပေးလိုက်တာကောင်းပါတယ်နော်ကျွန်တော်ပြပေးမယ်ရေခဲထည့်မယ်ဆိုရင်ဒီမှာနည်းနည်းသေးတဲ့ဟာလေးရှာထည့်ရင်တော့နည်းနည်းပူဆန့်နေဗျအကြီးတစ်ခါလေးထည့်လိုက်အကြီးကပျော်ဖို့လည်းပူခတ်တယ်အဲ့တော့ရေခဲလေးထည့်ပြီးကျွန်တော်ပြပေးဒါကကျွန်တော်တို့ထွက်လာတဲ့ final result လေးပါဒါတော့တော်တော်လေးကိုတောက်လို့ကောင်းတဲ့ဟာလေးလို့ပြောလို့ရတယ်ဗျာဒီကကျွန်တော်တန်းပိတ်လို့တော့မရဘူးတစ်ခွက်လိုက်ကြီးရပါမယ်ဒီတစ်ခွက်ဆိုကျွန်တော်ထင်တာ900မီလီလောက်ရှိတယ်ပြင်းလဲပြင်းတယ်ဗျာပြင်းလဲပြင်းတယ်တချို့အရန်ဝိတ်ချတယ်လို့ကျွန်တော်မတောက်တင်ဘူးဒါပေမဲ့ကျွန်တော်ကတော့အဲ့လောက်တော့ဝိတ်မချနိုင်ဘူးကျွန်တော်အရန်ကြိုက်တယ်ပြီးတော့ budget ဆိုတာလေကိုလိုချင်တဲ့ taste ရတာကိုကကျွန်တော်ပိုကြိုက်တယ်ဗျာဒီကတို့လေးလောက်တောက်ကြည့်ကြည့်ပါအရန်တောက်လို့ကောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုစီတူပါ